အားလုံးပဲမင်္ဂလာပါ Fantasy Premier League အတွက်အပတ်စဉ်တင်ဆက်ပေးနေတဲ့90 minute withdrawal ဖြစ်ပါတယ်ယခုဗီဒီယိုนี้မှာကတော့ Game Week 8အတွက် review အနည်းငယ်နဲ့နာမဲ့ Game Week 9အတွက်ဘာတွေစဉ်းစားနေနေဘယ်လို plan တွေရှိမလဲနဲ့ပုံမှန်တင်ဆက်ပေးနေကြ target fixture တွေ free hit အသင်းတွေကိုပြောသွားမှာဖြစ်ပါတယ်ဆိုတော့ intro လေးပြီးသားရင်စလိုက်ကြပါမယ်ပထမဆုံးအနေနဲ့ကတော့ပြီးခဲ့တဲ့ Game Week 8 review နေပါGame Week 8မှာကျွန်တော်အသင်းကတော့69မှတ်ရခဲ့ပြီး average ထက်73မှတ်ကျော်ခဲ့တာလည်းဖြစ်ပါတယ်။နောက်ပိုင်း Game Week တွေမှာဟာလန်ကိုပဲ captain ပေးဖြစ်ပြီးတော့အပတ်တိုင်းမှာ average ကျော်နေတော့လည်းဝမ်းသာစရာပါပဲ။ဘန်ဒီနဲ့ကစားခဲ့ရတဲ့နီးကကမ္မန်ဆန်ကိုလိုက်အပ်ထည့်ခဲ့တာကအမားကြီးမှားခဲ့ပြီးတော့နှမျောစရာ bench ကအမှတ်တွေကတော့မြင်တဲ့အတိုင်းပါပဲ။မန်ယူကအန်ဘိုမိုနဲ့Crystal Palace က Munoz တို့ကသူတို့ကို bench ပို့ရကောင်းလားဆိုပြီးတော့ပညာပြသွားတဲ့ game week တစ်ခုဖြစ်ခဲ့ပါတယ်။နံပါတ်တန်တိုက်စစ်မှုပရိုကတော့ထပ်ပြီးတော့ blank နေစေဖြစ်ပေမဲ့နောက်ထပ်ခေါ်လာတဲ့တိုက်စစ်မှု Brentford ကတီယာကိုကတော့တကိုးသွင်းနိုင်ခဲ့ပါတယ်။အားလုံးကိုကြုံပြောရရင်တော့တော်တော်လေးအဆင်ပြေတဲ့ game week ပါ။ဒီတော့ game week 9အတွက်လောလောဆယ်ကျွန်တော်ပြင်ဆင်ထားတဲ့9အကိုကြည့်ကြပါမယ်။ပထမဆုံးကတော့ bench ကိုပဲကစားသမားတွေပုံမနဲ့အရင်ဆုံးစဉ်းစားပြပါတယ်ပထမဆုံးကတော့ကိုသမားပါအာဆင်နယ်နဲ့တွေ့မဲ့ Crystal Palace အသင်းရဲ့ကိုသမားဟန်ဒါဆန်ကို bench ပို့လာပြီးတော့ Everton နဲ့ကစားရမယ့်စပါကိုသမား Vicario ကိုတော့ line up ပို့ထားပါတယ်နောက်ထပ်နှစ်ယောက်ကတော့ကမ်မန်ဆန်နဲ့ဒူဘလီဟောတို့ပါ bench ရဲ့ပထမဆုံးနေရာကိုတော့ဒီလိုမျိုးလောလောဆယ်စဉ်းစားထားပါတယ်ပြိုင်ပွဲစုံ9ပွဲဆက်တိုက်ပေးကိုတွေခွင့်ပြုထားရတဲ့အသင်းနဲ့၄ပွဲဆက်ရှုံးထားတဲ့အသင်းတို့ပြောရမယ်နီဗာပူးရဲ့ခံစစ်ကဘာဂျယ်ဗန်တိုင်းကိုဒီပွဲမှာတော့ဘန်းရှ်ရဲ့ပထမဆုံးနေရာပို့ထားမှာပါဒါမှမဟုတ်ရင်လည်းရောင်းရင်ရောင်းထုတ်ဖို့ရှိပါတယ်ဒါပေမဲ့အသင်းအတွက်ဝယ်ဖို့စောင့်ကြည့်ထားတဲ့ကစားသမားတွေကလည်းခရစ္စတယ်ဘဲနေအသင်းကပဲကူဟီအာဆင်နယ်ကတင်ပါနယူကာဆယ်ကဘန်းတို့ဖြစ်နေတော့ဒီ game week တော့စောင့်ကြည့်ရင်လည်းစောင့်ကြည့်ဖြစ်ပါမယ်။နောက်ထပ်စန်ဒါလန်ကခံစစ်ကစားသမားတွေကိုလည်းကြိုက်ပါတယ်။တိုက်စစ်ပိုင်းကကစားသမားတွေကတော့ရှိတာအကုန်လုံးထည့်လိုက်ပါတယ်။တခုရှိတာကတော့အာဆင်နယ်ရဲ့ easy ကချန်ပီယံလိကန်လာရတဲ့အတွက်ဒီ game week မှာပွဲထွက်ခွင့်ရမလားမရလားစိုးရိမ်မိပေမဲ့အသင်းဟောင်း Crystal Palace နဲ့ဆိုတော့တခုခုလုပ်ပြနိုင်မလားမျှော်နေပြီးတော့ထည့်လိုက်တာပါ။ကပတိန်ကတော့ထုံးစံတိုင်းဟာလန်မဲ့သဘောကျပေမဲ့Nottingham Forest အသင်းနဲ့ကစားရမယ့်ဘုံမောက်ကစီမံညိုကိုလည်းကြိုက်နေပါတယ်။ဒီတော့ကျွန်တော်အသင်းအကြောင်းကတော့ဒီနောက်ပါပဲ။ Target Fixture အပိုင်းကိုဆက်သွားကြပါမယ်။အရင်ဘက်ကကျွန်တော်ရဲ့ Target Fixture တွေကတော့တော်တော်များများမှန်မယ်ထင်ပါတယ်။ပထမဆုံးပွဲကတော့ Newcastle အသင်းနဲ့ Fulham အသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။ဆိုတော့အဲ့ဒီ Fulham အသင်းရဲ့အကြောင်းကိုအရင်ဆုံးပြောလိုက်ပါမယ်။ကျွန်တော်ပြောနေကြတဲ့အတိုင်း Fulham ကကောင်းတယ်လည်းမဟုတ်ဆိုးတယ်လည်းမဟုတ်အလေအလတ်ရောက်နေတဲ့အသင်းမှာခမန်းရခတ်တဲ့အသင်းမျိုးလို့ပြောချင်တာပါဒါပေမဲ့နောက်ဆုံးပရီးမီးယားလိ3ပွဲဆက်တော့ရှုံးလာပါတယ်အဝေးကွင်းပွဲစဉ်၄ပွဲမှာလည်းတပွဲမှမနိုင်သေးတဲ့အသင်းပါအင်ရှင်နယူကာဆယ်အသင်းကတော့အထွေထူးပြောကြမလို့ပေမဲ့လက်ရှိပရီးမီးယားလိမှာပေးကို9ဂိုးနဲ့တတိယမြောက်ခံစစ်အကောင်းဆုံးအသင်းဖြစ်ပါတယ်တိုက်စစ်ကတော့အရန်ကြီးညှိုးစရာမရှိတဲ့အသင်းဖြစ်ပြီးတော့နောက်ပိုင်းပွဲတွေမှာ attacking return ဇက်တိုက်ရနေတဲ့တိုက်စစ်မှုဝေါ်ဒါမာတီနဲ့ချန်ပီယံလိသခင်တွေဂေါ်ဒွန်တို့ကိုပဲကြိုက်ပါတယ်။ကန်စစ်ပိုင်းဆိုရင်တော့နောက်ခံလူဘန်းနဲ့ကိုသမားလစ်ဘုတ်တို့ကိုလည်းကလင်းရှိအမှတ်တွေအတွက်စဉ်းစားနိုင်ပါတယ်။အနိုင်ဆိုရင်တော့နယူကာဆယ်အသင်းကိုပဲပေးကြပါတယ်။ဒုတိယပွဲစဉ်ကတော့တန်းစင်းဆောင်တွေကအသင်းတွေရဲ့ပွဲစဉ်မှာဝေါ်အသင်းနဲ့ဘန်နေအသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်။အင်ရှင်ဝေါ်အသင်းကလက်ရှိတရားဒီမှာပြိုင်ပွဲဆောင်10ပွဲကစားထားပြီးတော့ပွဲတိုင်းလိုပဲခံစစ်ကပေးကိုတွေခွင့်ပြုထားပါတယ်။ကာရာဘောင်းဖလားပွဲအေဗာတန်ကိုနိုင်တဲ့ပွဲတော့ကိုမပေးခဲ့ရပါဘူး။ဒီတော့10ပွဲမှာ9ပွဲကိုပေးထားရတဲ့ခံစစ်အပေါင်းတွေကဒီပွဲမှာလည်းအခြေအနေမကောင်းတော့ပါဘူး။တစ်ဖက်ကဧည့်သည်ဗန်ဒီအသင်းကတော့လောလောဆယ်2ပွဲနိုင်ထားပြီးတော့2ပွဲလုံးကအိမ်ကွင်းမှာဖြစ်ပါတယ်။ဒီ2ပွဲကလည်းအတူတူတန်းတက်လာတဲ့အသင်းအသင်းဖြစ်တဲ့ဆန်လာလန်နဲ့လီတို့ကိုနိုင်တာပါ။ဒါပေမဲ့ကစားထားတဲ့အဝေးကွင်း၄ပွဲလုံးတော့ရှုံးလာပါတယ်။ဖြစ်နိုင်ကြတော့နဲပေမဲ့ဒီပွဲကတည်ကြမဲ့ပွဲလို့မြင်နေပြီးတော့နှစ်သင်းလုံးသွင်းကိုရသွားတာလည်းဖြစ်နိုင်ပါတယ်။
အကြိုက်တွေ့နေတဲ့ကစားသမားဆိုရင်တော့တိုက်စစ်ပိုင်းနေဖြစ်တဲ့ဗန်ဒီအသင်းကအန်တိုနီနဲ့ဝုလ်သင်းကတိုက်စစ်မှုနာဆန်တို့ပါဗန်ဒီအသင်းရဲ့ကိုသမားဒူဘရာဂါကိုတော့ဒီပွဲမှာတိတ်ပြီးတော့မချိုင်တာပါဘူးတတိယမြောက်ပွဲစဉ်ကတော့ရှုံးပွဲဆက်နေတဲ့တကင်ကြီးတို့အသင်းရဲ့ပွဲစဉ်မှာဘရန်ဖို့နဲ့လီဗာပူးအသင်းတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာထူးခြားတာတစ်ခုတော့ရှိပါတယ်ထိပ်တိုက်တွေ့ဆုံမှုကိုကြည့်ရင်တော့လီဗာပူးကတော်တော်လေးအသာရလာပြီးစုစုပေါင်းကစားထားတဲ့10ပွဲမှာ6ပွဲအထိနိုင်ရလာတာပါဒါပေမဲ့2021-22ရာသီမှာတန်းတက်လာတဲ့ဘရန်ဖို့အသင်းကအဲ့ဒီနှစ်ရဲ့အိမ်ကွင်းပွဲစဉ်မှာလီဗာပူးကို3-3နဲ့တည်ရခံကစားနိုင်ခဲ့ပါတယ်ဒါအပြင်ကမှနောက်ထပ်100ရာသီအိမ်ကွင်းပွဲစဉ်မှာလည်းလီဗာပူးကို3-2နဲ့အနိုင်ကန်ခဲ့တာပါဒီတော့အတူချုပ်ပြောရမယ်ဆိုရင်အဝေးကွင်းပွဲစဉ်တွေဆိုရင်တော့ဘရန်ဖို့ကလီဗာပူးကိုလုံးဝမရှင်းနိုင်ပေမဲ့အိမ်ကွင်းဆိုရင်တော့ဒုက္ခပေးနိုင်မယ်ထင်ပါတယ်လက်ရှိမှာဟာလန်ဆမန်ညိုတို့ပြီးရင်တတိယအတွင်းကိုအများဆုံးဖြစ်တဲ့ဘရန်ဖို့တိုက်စစ်မှုတီယာကိုနဲ့ဒီပွဲမှာကိုယ်စင်းနိုင်မယ်လို့တော့ထင်နေပါတယ်ဒါပြီးရင်တော့အတက်ကင်ရတန်မရတာကြပြီဖြစ်တဲ့တင်ခင်ကြီးဆာလက်ကတော့ဘရန်ဖို့အသင်းနဲ့ head to head record တွေကောင်းပါတယ်6ဂိုးသွင်းပြီးတော့တကူဖန်တီးမှုလုပ်ထားနိုင်တာပါနှစ်သင်းလုံးအပြန်အလှန်ဖွင့်ကစားဖို့မျှော်လင့်ပြီးတော့နှစ်သင်းလုံးရဲ့ခံစစ်ကကလင်းရှိပြတ်မယ်ဂိုးများများတွေ့ရမယ့်ပွဲလို့တော့တင်နေပါတယ်ဒီတော့ဒီတစ်ပတ်အတွက် target fixture ကတော့ဒီ3ပွဲပါပဲနောက်ထပ်တစ်ပိုင်းကတော့ free hit အသင်းပဲဖြစ်ပါတယ်အရင်ဆုံး record นี้ကိုပြန်ကြည့်ရအောင်ပါအရင်တစ်ပတ် game week 8ကနေအခြေအနေကောင်းပါတယ် average ကိုကျော်ပြီးတော့89မှတ်ထိအောင်ရခဲ့တာပါဆိုတော့ဒီတစ်ပတ်အတွက် free hit အသင်းကိုကြည့်နေကြပါမယ်ဒီတစ်ပတ်အတွက် free hit အသင်းကတော့နည်းနည်းလေးစမ်းသစ်ထားပါတယ်ခံစစ်ကစားသမား9ယောက်ထည့်ထားပြီးတော့ formation 5-3-2နဲ့ကစားမှာဖြစ်ပါတယ်ဒီခံစစ်ပိုင်းကကစားသမား9ယောက်နဲ့ကိုသမားအပါအဝင်စုစုပေါင်း6ယောက်ကကလင်းရှိရဖို့တော်တော်လေးအားကောင်းနေပြီးတော့ဒီကစားသမား6ယောက်လုံးကလင်းရှိရဖို့မှန်လာပါတယ်တိုက်စစ်ပိုင်းအတွက်ကတော့မပါမဖြစ်ဟာလန်နဲ့နောက်ပိုင်းနျူကာဆယ်အတွက်ဂိုးတွေစတိုက်သွင်းမိနေတဲ့အော်လာမာဒီတို့ကိုခေါ်ရပါတယ်ကွင်းနယ်ပိုင်းအတွက်ကလည်းမရှိမဖြစ်လို့ပြောရမယ်ဘုံမောက်ကစမန်ညိုကိုခေါ်လာပြီးတော့နောက်ထပ်2ယောက်ကဆာလက်အစားကပူနဲ့ဘရိုက်တန်အသင်းနဲ့ကစားရမယ့်မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကပတိန်ဘရူနိုဖာနန်ဒက်တို့ဖြစ်ပါတယ်ဒီတော့အခုပြောသားတာတွေကတော့ဂိမ်းဝင်နိုင်အတွက်ကျွန်တော်အကြိုက်တွေနဲ့ကျွန်တော်အမြင်တွေဖြစ်ပါတယ်ရွေးချယ်တာကတော့ဂျာရီတို့ကိုယ်တိုင်လုပ်ရမှာပါယခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မနှိပ်ရသေးရင်နှိပ်သွားပေးဖို့နဲ့မြစ်တာရက်ခံနေပါတယ်တုံးစံတိုင်းဂိမ်းဝင်နိုင်မှာနဲ့ရာကျော်တဲ့ဂိမ်းဝင်ဖြစ်နိုင်ပါစေအားလုံးကိုကျေးဇူးပါ